တိုင်း23နှစ်ရွာမှာတလကို300ရအောင်စူးစမ်းနေတဲ့ challenge day 5မနေ့ကတော့စီစဉ်ထားတယ်လို့မဖြစ်ခဲ့တဲ့နေ့ချောင်းတွေကိုပြောပြခဲ့ရတယ်ဒါပေမဲ့ဒီနေ့မှာတော့သတင်းကောင်းတစ်ခုတော့ရှိတယ်ကျွန်တော်ရဲ့တခြားတော့ project ကနေ2ရက်တွင်းဒေါ်လာတစ်ထောင်ခဲ့တယ်ဒီဝင်ငွေကဒီ challenge မစခင်ကတည်းကကျွန်တော် plan ထဲမှာထည့်ထားတဲ့ဝင်ငွေလမ်းကြောင်းတစ်ခုပါဒါပေမဲ့ဒီဒေါ်လာတစ်ထောင်ရခဲ့လို့ကျွန်တော်ဂျင်းနဲ့တော့ခဲ့တာတော့မဟုတ်ဘူးကျွန်တော်ရဲ့ goal ကတစ်လကို300ရဖို့ပါပဲဒီနေ့ရခဲ့တဲ့ result ကအစပဲရှိသေးတယ်ကျွန်တော်လောက်ရမဲ့လောက်တွေကလည်းအများကြီးနေနဲ့ကြံသေးတယ်အထူးသဖြင့် one star digital ကဟာတွေရဲ့ content creation ဖန်တီးတဲ့ပိုင်းကဟာတွေရဲ့ product brand ထုတ်တဲ့ပိုင်းကဟာတွေရဲ့ဒါတွေကတော့အစကတည်းကကျွန်တော်ချထားတဲ့ plan အတိုင်းပဲဆက်လက်ပြီးတော့လုပ်တော့ပါမယ်ဒါဆိုရင်တော့ဒီတော့ကနေဘယ် project ထဲကနေရခဲ့တာလဲဆိုတာကိုတော့ကျွန်တော်ရဲ့ Instagram account မှာအသေးစိတ်နေနဲ့မျှဝေပေးထားပါတယ်စိတ်ဝင်စားတယ်ဆိုရင်တော့ comment ထဲမှာကျွန်တော်ရဲ့ account ကိုလေးနေနဲ့ချပေးထားတယ်ပေါ့နော်အခုတော့ကျွန်တော်ရဲ့ goal တစ်ခုထဲကနေလဆုံးမှာတစ်လကို300ဝင်ငွေရအောင်လုပ်ဖို့ပါပဲကျွန်တော်တော့ထက်မြအောင်ပါ challenge day 6မှာပြင်ပြီးတော့တွေ့ကြပါမယ်